ဒီနေ့မှာတော့ချစ်ရွှေတို့ကိုရွှေနှုတ် application နဲ့မိတ်ဆက်ပေးရှင်ပါတယ်။ရွှေနှုတ် application ဆိုတာကမ္ဘာကျော်စာရေးဆရာတွေရဲ့စောက်ပေါင်းများစွာကိုမြန်မာလိုအနည်းကျော်မိနစ်30အတွင်းစာနဲ့ဖတ်လို့ရတယ်လို့တန်တဲ့ကိန်းနာဆင်လို့ရတဲ့ application တစ်ခုဖြစ်တယ်။ဒါပြင်မြန်မာနိုင်ငံကစာရေးဆရာတွေရဲ့ဘာသာပြန်စောက်ခေါင်းတွေကိုပါအတန်နဲ့အစဆုံးလာအောင်ဒါနဲ့ဒီခုဘော်တွေကိုစောက်ပေးရပါ။ရွှေနှုတ်မှာရွှေနှုတ်ကိုဘယ်လိုယူတင်တာထောက်တင်လဲဆိုတော့စီးပွားရေးလုပ်ငန်းရှင်တွေဘုတ်ကစုပေါင်းခြင်းတွေတောင်းပါစောင့်ထူတွေအမြင်အာရုံအားနည်းတဲ့လူကြီးတွေစာဖတ်ဖို့တည်တဲ့အချိန်မပေးဖြစ်သူတွေနေပယ်တစ်ခုမှာထူးချွန်ခြင်းတွေအောင်မြင်ကြီးပွားတိုးတက်ခြင်းတွေစာဖတ်ခြင်းလေးထားဒူးဆောင်ခြင်းတွေချွေးနှောင်းမှာစာဖတ်ဖြစ်ပါတယ်နော်။ဘယ်လိုအကြောင်းအရာတွေပါလဲချွေးနှောင်းမှာဘယ်လိုအကြောင်းအရာတွေပါလဲဆိုတော့အောင်မြင်တိုးတက်ရေးပါတယ်စိတ်ပညာနဲ့ပွားဖို့ခြင်းစီးပွားရေးနဲ့စနစ်ကလေးနဲ့ကြောင်းချမှုနဲ့ marketing ထွေထွေပြည်ပညာကျမရေးနဲ့စတာတော့တမိုင်းနိုင်ငံရေးမိသားစုနဲ့အခြေရေးထုတ်ပတိပါတွေစတဲ့အခန်းကဏ္ဍမှာနိုင်ငံတကာစာအုပ်ပေါင်း600ကျော်ဘာသာပြန်အနည်းဆုံးစာအုပ်တွေကိုကြည့်ရမှာဖြစ်ပါတယ်။ရှင်တို့ရဲ့အားသာချက်တွေကတော့လူကြီးလူငယ်တွေရွေးလွယ်ကူသုံးဆွဲနိုင်တယ်။အနည်းဆုံးစာအုပ်တစ်ခုကိုဖတ်ဖို့မိနစ်30ပဲကြာတယ်။ quality high quality audio တွေလည်းပါတယ်။ offline နဲ့ပြန်လည်နားထောင်လို့ရတယ်။ကျွနားထောင်နိုင်တယ်။စက်ပြီးစာအုပ်ပေါင်း600နီးပါးတော့ပြည့်စက်ပေးထားတယ်။နောက်တော့ကိုယ့်လိုစာအုပ်တွေကိုလည်းစာအဆုံးအတန်လေးနားထောင်လို့ရတယ်။နိုင်ငံတကာစာအုပ်တွေကိုလည်းအတူတူပြည့်စက်ပေးနေတာဖြစ်ပါတယ်။နောက်တော့အချိန်ပြည့်အကြောင်းပေးတယ်။ online customer care နဲ့ရှိရနော်။ကျွေးနှုတ်ကိုနားထောင်နေဆိုရင်ကျွေးနှုတ် application မှာ free စာအုပ်စဲလို့လည်းနားထောင်လို့ရပါတယ်နော်။ကျွေးနှုတ်ကိုနားထောင်နေဆိုရင်ကျွေးနှုတ် application ကိုသက်ဆိုင်ရာ application store တောင်းလို့ရှိရင် app store မှာတောင်းဆွဲပြီးတော့နားထောင်လို့ရတယ်။ကျွေးနှုတ်ကို premium ဝင်နေဆိုရင်H119602 ဒီမှာ page ခုကိုတောင်းလိုက်တာနဲ့ချင်းနေရွှေလို့လည်းရပ်ပေါင်း30အခုလက်ဆောင်ရရှိမှာဖြစ်ပါတယ်။စာအုပ်စာပေဒီနေ့ဆွေးဆိုတဲ့အတိုင်းရွှေနှုတ်နဲ့တူရွှေလို့လည်းပညာကုသတာတို့ပါပါစေလို့ဆုတောင်းပေးပါတယ်။ဒီလိုလေးကိုအဆုံးထိရှုပ်ပေးရတော့ကျိုးပဲဖြစ်ပါတယ်။နောက်ပြီးတော့ပြန်ဆုံးပြချင်မှာပါ